ခုမှာဆရာမလေးတယောက်ကကလေးမိဘလေးဖြစ်တဲ့အတွက်ကြောင့်မလို့မိခွန်းလေးတစ်ခုတင်ပြပြီးတော့ဆွေးနွေးဖြစ်တာလေးကို share လုပ်ချင်တယ်သူမိလာတဲ့မိခွန်းလေးကကလေးတယောက်ကိုသူလွတ်လပ်စွာသင်ယူနိုင်ဖို့ရတဲ့အတွက် challenge စိတ်ခေါ်မှုလေးတွေကိုသူကပြင်ဆင်ထားပေးတယ်မိဘတယောက်အနေနဲ့လွတ်လပ်စွာသင်ယူနိုင်ဖို့ confidence တွေပို့ပြီးတော့တိုးတက်လာနိုင်ဖို့ဆိုပြီးတော့မှသူကပြင်ဆင်ထားတယ်သူကလည်းပဲဒီကလေးနဲ့သူ့ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့သူတချို့ကဒီအရာပေါ်မှာကလေးရဲ့အန်တရရှိမှုကလေးကိုစိုးရိမ်မှုအပေါ်မှာစိုးရိမ်ပြီးတော့မှအဲ့ဒါမလုံးနဲ့ဟိုမလုံးနဲ့ဆိုပြီးတော့ပြောလာတဲ့အရာကိုသူဘယ်လိုဖြေရှင်းရမလဲဆိုပြီးမေးလာတာရှိအခုမှသူပေးတာကသူကလေးတယောက်ကိုသူကလေးလေးကိုသူစပိန်တစ်စီးဝယ်ပေးလိုက်တယ်အဲ့ဒီစပိန်ကိုကလေးကသူကိုယ်တိုင်ကြောက်မှုမရှိဘဲနဲ့စီးတက်သွားနိုင်အောင်လို့ကြုံရတဲ့ challenge တွေကိုကျော်လွှားနိုင်ဖို့သူကိုယ်တိုင်ကျော်လွှားနိုင်ဖို့ပြင်ဆင်ပေးတဲ့အချိန်မှာပြီးပတ်ဝန်းကျင်မှာရှိတဲ့သူကမစီနဲ့ပြောချလိုက်မယ်အန်တရရှိရခိုင်းမိမယ်လက်ကျူသွားမယ်ကောက်ကျူသွားမယ်အောက်ကွဲသွားမယ်စသဖြင့်ပြောတယ်ပေါ့နော်လို့ပြောတဲ့အခါမှာကလေးဟာဒီစပင်လုံးဝမစီရတော့ဘူးဆိုတာမျိုးတော့ဥမာပေးတယ်အဲ့တော့ကျွန်မအနေနဲ့ပြန်ပြီးတော့ငါပြောဖြစ်တာကတော့ပထမတစ်ချက်ကဘာလဲဆိုလို့ရှိရင်ဒီပတ်ဝန်းကျင်ပေါ့နော်ခိုင်တိုင်းပတ်ဝန်းကျင်ကိုပတ်ဝန်းကျင်နဲ့ဒီလေးလောက်ရတာအရင်တော့ဟိုအခက်အခဲတွေတိုင်းမျိုးကိုသိထားရမယ်ပေါ့နော်ဆိုတော့ဒီပတ်ဝန်းကျင်ကို awareness ပေးထားဖို့လိုတယ်ဆိုတဲ့အကြောင်းဖြစ်တယ်ပတ်ဝန်းကျင်ကို awareness ပေးဖို့လိုတယ်ဆိုတဲ့အကြောင်းဖြစ်တယ်ဆိုတော့ awareness ကဘယ်လိုပေးရမလဲဆိုရင်ကိုယ့်ကလေးကိုဘယ်အတွက်ကြောင့်မလို့ဒီအရာကိုလှုပ်ဆောင်နေတယ်လဲကလေးရဲ့တိုးတက်မှုကိုကိုကဘယ်လိုမျိုး support ပေးနေလဲဒါကြောင့်မလို့ကိုယ့်ရဲ့ပတ်ဝန်းကျင်တွေကလည်းဘယ်လိုမျိုး support ပေးတယ်လဲဆိုတဲ့ဟာမျိုးတွေကိုကိုကပြပြထားလို့ရတယ်ပေါ့နော်ဆိုတော့အဲ့ဒါတစ်ခုပါနောက်တစ်ခုကအဲ့ဒီပတ်ဝန်းကျင်လည်းကိုကမပြောပြနိုင်ပေနဲ့ကလေးကိုဒီပတ်ဝန်းကျင်ပြောတဲ့ကောင်နောက်ထောင်နဲ့တရားဆက်လို့ရတယ်လို့ပြောရင်လည်းပဲကလေးဒီပတ်ဝန်းကျင်ကို care မလုပ်ဖေးနဲ့သွားတာမျိုးကိုသင်ပေးလိုက်တယ်လို့ဖြစ်သွားနိုင်တယ်ပေါ့နော်ဒါကြောင့်မို့လို့ကလေးကိုကြတော့ကျမတို့ကဒီပတ်ဝန်းဒီစပိန်စီးချင်း challenge ကိုလည်းသူကျော်လွှားနိုင်တဲ့အရေးကြီးအောင်လည်းဖြည့်ဆည်းပေးရအောင်လို့ပတ်ဝန်းကျင်နဲ့ဘယ်လိုဒီလိုအောင်လဲတော့တစ်ခါတည်းပဲသင်ပေးရတဲ့ဟာမျိုးဖြစ်တယ်ပေါ့နော်ဆိုတဲ့အခါကျတော့ပတ်ဝန်းကျင်နဲ့ဒီပြန်ပြီးပတ်ဝန်းကျင်ဘယ်လို response လုပ်ရမလဲဆိုတဲ့ဟာမျိုးကိုကြတော့ဒီပတ်ဝန်းကျင်လို့ပြောတဲ့အခါမှာသူရဲ့ဖိုးဖွားလေးအတော်အကူမဟုတ်ဖြစ်နိုင်တယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မို့လို့အမေအနေနဲ့ကပြောလို့ရလဲဆိုတော့ဟုတ်တယ်သမီးအခုလုပ်နေတဲ့အရာကအန်တီရောရှင်းနိုင်တယ်စနစ်တကျလေးဒီလိုမျိုးဒီပစ္စည်းကိုဒီလိုအသုံးပြုလို့ရတယ်carefully ဒီ design နဲ့လုပ်လို့ရတယ်ဆိုတာအားပေးလို့ရတယ်ပေါ့နော်ဆိုတော့အဲ့ဒါတစ်ခုရှိရယ်ဆိုတော့အဲ့ဒါတကူပြီးလို့ရှိရင်ကလေးအနေနဲ့ကဒီပတ်ဝန်းကျင်ကိုဒီလုပ်တဲ့ဟာလည်းလုပ်တတ်သွားမယ်နောက်တစ်ခုကကြတော့ဒီစိန်ခေါ်မှုတွေကိုသူကိုယ်တိုင်ဘယ်လိုကြော်သွားနိုင်လဲဆိုတာကိုလုပ်ပါသမီးကြုံရတတ်တယ်သမီးကိုယ်တိုင်ကဒီဟာကိုမကြုံပါဘူးဆိုရင်ဒီဟာကိုဘယ်တော့မှဖြတ်တန်းနိုင်မှာမဟုတ်ဘူး